စကော့တလန်ကမ်းလွန်ကလူသူမနီးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာမိုက်ကယ်ဆိုတဲ့လူတစ်ယောက်ဟာသူ့ရဲ့ခွေးလေးနဲ့အတူအေးအေးလူလူနေထိုင်ပါတယ်။တစ်ပတ်တစ်ခါဂျက်စီနဲ့သူ့ဦးလေးဖြစ်သူကလိုအပ်တဲ့ရိတ်ခါတွေလာပို့ပေးလေးရှိပေမဲ့မိုက်ကယ်ကတော့သူတို့နဲ့မတွေ့အောင်အမြဲရှောင်နေတတ်ပါတယ်။တနေ့မှာတော့ဂျက်စီကရိတ်ခါတစ်တာနဲ့အတူလက်ဆောင်လေးတစ်ခုပါထားခဲ့ပါတယ်။မိုက်ကယ်ကတော့လက်ဆောင်ကိုအရေးမဆိုင်ပဲပစ်ထားခဲ့ပြီးတနေ့ကုန်အရက်တောက်စစ်တူရင်ထိုးရင်းပဲအချိန်ကုန်လွန်စေခဲ့ပါတယ်။နောက်တစ်ပတ်မှာတော့ဂျက်စီကစီကန်းဖောက်ပြီးတကားကိုလာခောက်ပါတော့တယ်။မိုက်ကယ်ကဒေါသတကြီးနဲ့မောင်းထုတ်ဖို့ကြိုးစားပေမဲ့ဂျက်စီကလက်ဆောင်ကိုထပ်ပေးပြီးသူတို့ကိုဘာလို့အမြဲရှောင်နေတာလဲလို့မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့မိုက်ကယ်ကအပြေမပေးဘဲတကားပိတ်လိုက်တဲ့အတွက်ဂျက်စီကရှင့်ကိုမကြောက်ဘူးလို့အော်ဟစ်ပြီးပြန်သွားခဲ့ပါတယ်။မကြခင်မှာပဲပင်လယ်ပြင်မှာမုန်တိုင်းပြင်းထန်လာပါတယ်။ဂျက်စီတို့လှေကလေးဟာလှိုင်းလုံးကြီးတွေကြားမှာနစ်မြုပ်လူနီးပါဖြစ်သွားခဲ့ပါတယ်။ဂျက်စီရေထဲပြုတ်ကျသွားတာကိုမြင်လိုက်တဲ့မိုက်ကယ်ဟာချက်ချင်းပဲသူ့ရဲ့ဆက်လီနဲ့ကယ်ဆယ်ဖို့ထွက်လာခဲ့ပါတယ်။ဂျက်စီကိုကယ်တင်နိုင်ခဲ့ပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့သူမရဲ့ဦးလေးကတော့လှေထဲမှာပိတ်မိပြီးဆုံးပါသွားခဲ့ပါပြီ။မိုက်ကယ်ကဂျက်စီကိုသူ့အိမ်ခေါ်လာပြီးပြုစုပေးပါတယ်။ဂျက်စီနိုးလာတဲ့အခါဦးလေးဖြစ်သူဆုံးသွားပြီဆိုတာသိလိုက်ရလို့အရန်ကိုဝမ်းနည်းကြေကွဲသွားပါတယ်။မိုက်ကယ်ဟာဂျက်စီကိုဂယုတစိုက်ပြုစုပေးရင်းသူမရဲ့နောက်ကျောင်းရာဇဝင်တွေကိုပါသိနေတာကိုဂျက်စီသတိထားမိလာပါတယ်။တညမှာတော့အိမ်မက်ဆိုးတွေမှတ်ပြီးလက်နိုးလာတဲ့ဂျက်စီကမိုက်ကယ်ကိုဓာတ်နဲ့ချင်းချောက်ခဲ့ပေမဲ့မိုက်ကယ်ကစိတ်မဆိုးတဲ့အပြင်ဓာတ်ကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုတော့ပြန်တင်ပေးခဲ့ပါတယ်။တကယ်တော့မိုက်ကယ်ဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူး။သူဟာတော်ဝင်ရေတပ်မှာဂျက်စီရဲ့ဦးလေးနဲ့အတူတာဝန်ထမ်းဆောင်ခဲ့မှုတဲ့အထူးအေဂျင့်ဟောင်းတစ်ယောက်ပါ။တစ်ဖက်မှာလည်းလန်ဒန်မြို့မှာတပ်လို့ခေါ်တဲ့လူတိုင်းကိုစောင့်ကြည့်နိုင်တဲ့လိုဝက်စနစ်တစ်ခုကိုမန်နီဖို့ဆိုသူကတရားမဝင်အသုံးချနေပါတယ်။မိုက်ကယ်ကဂျက်စီအတွက်စေဝါသွားဝယ်ရင်စောင့်ကြည့်ရေးကင်မရာတစ်ခုမှာသူ့မျက်နှာမိသွားတဲ့အခါမှာတော့အစိုးရရဲ့အထူးနှိမ်နင်းရေးအဖွဲ့တွေကကျုံးပေါ်ကိုချီတက်လာပါတော့တယ်။မိုက်ကယ်ဟာကျွမ်းကျင်တဲ့အေဂျင့်ပြီးကျုံးပေါ်မှာထောင်ချောက်တွေဆင်ထားပြီးရန်သူတွေကိုတယောက်ပြီးတယောက်အပြတ်ရှင်းခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲအတွင်းမှာသူ့ရဲ့တစ္ဆာရှိခွေးလေးချက်တေဆုံးသွားခဲ့ရတယ်လို့ဂျက်စီလည်းခဏတာဖမ်းဆီးခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့မိုက်ကယ်ကရန်သူတွေကိုအနိုင်ယူပြီးဂျက်စီကိုကယ်ထုတ်ကာကျုံးပေါ်ကနေထွက်ခွာလာခဲ့ပါတယ်။မိုက်ကယ်တို့ဟာစကော့တလန်ပြည်မကြီးပေါ်ကိုရောက်လာပြီးရန်သူတွေရဲ့လိုက်လံဖမ်းဆီးမှုကိုခံရပါတယ်။မန်နီဘိုကသူ့ရဲ့တစ္ဆာရှိလူသက်သမားဝစ်ခမန်ကိုလွတ်ပြီးမိုက်ကယ်တို့ကိုတတ်ဖို့စေခိုင်းပါတယ်။လန်ကီမှာရဲတွေအထူးဖွဲ့တွေနဲ့တိုက်ခိုက်ရင်းမိုက်ကယ်ဟာသူ့ရဲ့တငယ်ချင်းဟောင်းအာသာစီမှာခိုလုံခဲ့ပါတယ်။အာသာကလေစနစ်အကြောင်းနဲ့မန်နီဘိုရဲ့ရုပ်မာမှုတွေကိုဖွင့်ချဖို့ကူညီပေးပါတယ်။နောက်ဆုံးမှာတော့မိုက်ကယ်ဟာဂျက်စီကိုဘေးကင်းရာပို့ပေးနိုင်ဖို့အတွက်ရာဇဝတ်ကိုင်းကောင်းဆောင်ကာမယ်နဲ့သဘောတူညီမှုယူခဲ့ပါတယ်။ကလပ်တစ်ခုအတွင်းမှာဖြစ်ပွားတဲ့ပြင်းထန်တဲ့ပြစ်ခတ်မှုတွေကြားကနေမိုက်ကယ်ဟာဂျက်စီကိုလှေပေါ်တင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မိုက်ကယ်နဲ့ဝစ်ခမန်တို့ဟာစိတ်ကမ်းမှာတယောက်နဲ့တယောက်အသေးလဲတိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့မိုက်ကယ်ကဝစ်ခမန်ကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်။ရန်သူအားလုံးကိုရှင်းလင်းပြီးတဲ့နောက်မိုက်ကယ်ဟာဒီဇက်ရှုပ်တွေရဲ့တရားခံဖြစ်တဲ့မန်နီဖိုရဲ့အိမ်ကိုတွားရောက်ပြီးသူ့ကိုကိုယ်တိုင်အဆုံးစီရင်လိုက်ပါတယ်။၃ လကြာတဲ့အခါမှာတော့ဂျက်စီဟာစပိန်နိုင်ငံမှာအမည်တစ်ဘဝတစ်နဲ့အေးအေးချမ်းချမ်းနေထိုင်နေပါတယ်။အစိုးရအဖွဲ့ကသူမကိုစောင့်ကြည့်နေစေဖြစ်ပေမဲ့မိုက်ကယ်ကတော့သူမမသိအောင်စစ်တူရင်ရုပ်လေးတစ်ရုပ်လက်ဆောင်ပေးရင်းအဝေးကနေပဲကြည့်ရှုစောင့်ရှောက်ပေးနေပါတော့တယ်။